ဒါကတော့ပါမဆိုရဲ့ sound box လေးတွေရောက်လာတာပါအဲ့တော့ဒီကောင်10လက်မနှလုံးပါတယ်အထဲမှာကျူတာတစ်လုံးပါတယ်ပေါ့နော်ကျန်တာကတော့ပုံမှန် speaker တွေလိုပါပဲသူ့မှာတခြားပါထူးထူးခြားခြားပါလဲတော့မသိဘူးအဲ့ဆိုရင်ဒါလေးကိုကျွန်တော်တစ်လုံးတော့ unboxing လုပ်ကြည့်လိုက်မယ်နော်ကျင်းတော့ဆိုတော့လည်း unboxing လုပ်ပါမယ်အချင်းဒါတော့အထင်မှာမိုက်ကလေးနှလုံးပြမိုက်ကတစ်လုံးပေါ်မိုက်နှလုံးပါမယ်15volt 3000 mAh ဆိုတော့ဟိုလို15 volt 3G ပေါ့နော်45 watt အတက်လောက်သုံးမဲ့အတက်တာတခုတော့ပါတယ်ပေါ့နော်ကဲအဲ့ဒါလေးမကြည့်လိုက်မယ်နော်မထုတ်လိုက်ပြီဆိုတော့ဒီလိုရှင်းရှင်းပါပဲဒါပေမဲ့ဒီခလုတ်တွေတော့အများကြီးပေါ့နော်ဒီကောင်ကMyPre TWS ဒါမျိုးနှလုံးသုံးလုံးချိတ်ပြီးတော့လဲဖွင့်လို့ရတဲ့ TWS လေးပါမယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒါကတော့ MyPre ကတချင်းဖွင့်ထားတဲ့ mic ပြောလိုက်တဲ့ချင်းတချင်းနဲ့လေးတိုးပြီးပါပေါ့နော် mic ပြောတာရက်တော့မှတချင်းနဲ့ပြန်ပုံမှန်တိုင်းကျင်းမှာပေါ့ကျွန်တော်ရက်ွက်ထဲမှာအလူခံရင်းနဲ့နောက်ကနေပြီးတော့မြန်မာတန်ဆိုင်လေးတို့ဘာလို့ဖွင့်ထားတာမျိုးပေါ့နော်ဒီလိန်လေးဖွင့်ထားပြီးအရှိရနေပြော EQ လေးတွေချိန်လို့ရမယ် record လုပ်လို့ရမယ်နောက် bass ကိုပိုပြင်းပြင်းကြရင် extra bass သုံးလို့ရမယ်ပေါ့နော်ဒါကတော့ဘာမဆိုမှာပါတဲ့ function တွေဒီလောက်ပါပဲကျွန်တော်ကတော့ my volume my echo my delay delay echo တိတဲ့နေမဟုတ်ဘဲနဲ့လေ delay တွေပါလာတာတော့ပိုကောင်းတာပေါ့ဗျာဒါကတော့ bass တွေ treble တွေညှိဖို့ဆိုတော့ဒီလောက်ပါပဲအထက်အနေအပြင်ထုတ်ကြည့်လိုက်အောင်မယ်နော်စီဒီဇိုင်းကတော့ဒီတိုင်းရိုးရှင်းရှင်းပါရိုးရှင်းရှင်းပဲမီးတွေပါမယ်ပေါ့နော်နောက်ကပါမလဲဆိုတော့ဒါတော့သူ့ရဲ့ဝတ်200ထိ4ဝတ်200ထွက်ပေးမယ်ပေါ့နော်ရှိထားတာကိုပဲပြောတာနော်ဒါပေမဲ့ဘာမှဆိုတော့တို့များမှန်တတ်ပါတယ်ဒီကောင်ဘက်ထရီ pack ဖြစ်မယ်ထင်တယ်ကျွန်တော်ဆမ်းမကြည့်ရသေးဘူးပေါ့နော်ဒါဘက်ထရီလဲလို့လဲရမယ်သဘောတော့ရှိပါတယ်ကျွန်တော် UPS ဘက်ထရီလောက်ဖြစ်ရင်ကိုမဆိုးဘူးဗျကျန်တာတော့အထွေထူးဘာမှတိတ်ပြီးပါတာမတွေ့ပါဘူးကျွန်တော်စမ်းကြည့်လိုက်တာပေါ့မီးရတော့အဲ့လိုမျိုးပါတီပေါက်လို့ပါတယ်နော်ကြည့်ပြန်ပါတီပေါက်လို့ပါပဲကဲကျွန်တော်ချိတ်ပြီးတော့စမ်းဖွင့်ကြည့်မယ်နော်ခဏလေးပတ်ဝန်းကျင်နဲ့ရှိနေတာအကြောင်းပါအတန်ကတော့မဆိုးပြောပါတော့ဈေးနှုန်းကတော့73သိန်းကျော်မှတ်တယ်ကျွန်တော်အတိအကျမသိသေးဘူးဆယ်နှမနှလုံးတက်ဒါမယ်လို့300လို့ခေါ်တဲ့ဟာလို့ထင်တယ်ခုနဒီစိမ့်မှာပါမှာပါဒါလေးကဟုတ်ပါတယ် ML 300ပါမယ်လို့300ပေါ့နော်ဟုတ်ကဲ့ပါဒါလေးတွေကျွန်တော်ဒီမှာလည်းအပေးနိုင်ပါလေ